LGBT တနည်းအားဖြင့်လိင်တူချစ်သူတွေကိုဘုရားသခင်လက်ခံသလားဒီမိကုန်းကကျွန်တော်တို့ယုံကြည်သူလူငယ်တွေအင်မတန်မှအရေးကြီးတဲ့မိန်ကုန်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်အခုနောက်ပိုင်းမှာလိင်တူချစ်သူတွေကအင်မတန်မှခက်စားလာပြီးတော့ကျွန်တော်ယုံကြည်သူလူငယ်တွေအများစုကလည်းဒီဟာတွေမှာကြာရှုံးပြီးတော့ဒီဟာတွေမှာနှိမ့်မွနေတဲ့သူတွေအများကြီးကိုကျွန်တော်မြင်တွေ့လာရတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့အတ္တတာထဲမှာဘုရားသခင်ကတကယ်ပဲကျွန်တော်တို့ဒီလိုဖြစ်နေတော့သဘောကျရလား။တော့ဘုရားသခင်ရဲ့အလိုတော်နဲ့ညီရလား။တမန်ကျမ်းစာထဲမှာရောဒီလိင်တူချစ်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုဆုံးမထားသလဲဆိုတော့ကျွန်တော်ကောင်းကောင်းကာနာနာတီးဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုမှာ LGBT တနည်းအားဖြင့်လိင်တူချစ်သူတွေကိုဘုရားသခင်ကဘယ်လိုပြောထားသလဲတကယ်ရောလက်ခံရင်လားလက်မခံဘူးလားဒါတွေကိုလေ့လာတော့မှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုအဆောက်အအုံကြည့်လိုက်ဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel Facebook page နဲ့ TikTok account တွေကိုလည်း follow subscribe တွေလုပ်ထားပေးဖို့အတွက်ကျွန်တော်အနေနဲ့တောင်းဆိုလိုက်ချင်ပါတယ်ခုနောက်ပိုင်းမှာနိုင်ငံတော်တော်များများရဲ့ဥပဒေဆောင်မှာတော့ LGBT လိင်တူချစ်သူတွေကိုတရားဝင်နေနဲ့တတ်မှတ်ပြီးတော့လက်ခံပေးလာကြပါပြီဒါပေမဲ့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်တရားဥပဒေစာအုပ်ဖြစ်တဲ့တနည်းအားဖြင့်တမန်ကျမ်းစာစာအုပ်မှာတော့ဒီ LGBT နဲ့ပတ်သက်ပြီးတော့ဘုရားသခင်ကလုံးဝသဘောမကျဘူးလက်မခံဘူးဆိုတာကိုအတိအလင်းရှင်းလင်းစွာဖော်ပြထားတဲ့အရာရှိပါတယ်။အဲ့ဒီကကျမ်းချိုးနဲ့ကျွန်တော်အနေနဲ့ရှင်းပြချင်ပါတယ်။မိန်းမနဲ့ပေါင်းဖော်တဲ့ကဲ့သို့ယောက်ျားချင်းမပေါင်းဖော်ရဘူးတဲ့။အဲ့ဒါကယွန်ရှာပွဲအမှုဖြစ်တယ်လို့ဥပ္ပယကျမ်းခန်းကြီး18အပိုင်ငယ်နဲ့7မှာဒီလိုပြောထားပါတယ်။ပြီးတော့ဥပ္ပယကျမ်းမှာပဲခန်းကြီး20အပိုင်ငယ်73မှာကမိန်းမနဲ့ပေါင်းဖော်တဲ့ယောက်ျားချင်းချင်းပေါင်းဖော်တာကကြတော့တဲ့တေထိုက်ရဲ့အပြစ်ဖြစ်တယ်လို့ပြောထားပါတယ်။ဆိုတော့ဒီနှစ်ခုကိုကြည့်လို့ရှိရင်ဘုရားသခင်ကလိင်တူချစ်သူတွေကိုလက်မခံဘူးဆိုတော့ကျွန်တော်ရှင်းလင်းစွာတွေ့မြင်နိုင်ပါတယ်။ဘယ်လောက်ထိလက်မခံဘူးလဲဆိုတာကိုတော့တရားဝဲကျမ်းအခန်းကြီး20နဲ့အပိုင်ငယ်9မှာကျွန်တော်ကြည့်လို့ရှိရင်သိတာပါတယ်။မိန်းမဝတ်ကိုယောက်ျားဝတ်မဝတ်ရဘူး။ယောက်ျားဝတ်ကိုလည်းမိန်းမမဝတ်ရဘူး။အဲ့လိုဝတ်လို့ရှိရင်ဘုရားသခင်ရဲ့ဖက်မှာဘုရားသခင်ရှိမှာပေါ့နော်။ဆက်ဆုပ်ရင်ရှာဖွေရဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်မို့လိင်တူချစ်သူကဘုရားသခင်ရဲ့ရှိမှာအင်မတန်မှဆက်ဆုပ်ရင်ရှာဖွေရဖြစ်ပြီးတော့မကောင်းတဲ့အမှုတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ပွင့်အတွက်လိုအပ်ပါတယ်။ဒါပေမဲ့ရှမတဲ့ခန်းကြီး19အပိုင်းငယ်7နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လူတွေအနည်းငယ်အထင်မြင်လွဲမှားနေတဲ့အရာလေးတွေရှိပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီကြမှာတလို့ရေးထားပါတယ်ဗောနော်။လူအချို့တို့ဒီအမိဝမ်းတွင်းကပဲမိန်းမရှာဖြစ်ကြ၏။အချို့တို့ဒီသူတစ်ပါးဆုံးမရဲ့မိန်းမရှာဖြစ်ကြ၏။အချို့တို့ဒီကောင်းကင်နိုင်ငံတော်အဖို့လုံးကမိမိကိုယ်ကိုဆုံးမရဲ့မိန်းမရှာဖြစ်ကြ၏။ထိုစကားကိုခံယူနိုင်တော့သူဒီခံယူစေဟုမိန့်တော်မူ၏တဲ့။ဒီကျမ်းချက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာမိန်းမရှာလို့ရေးထားပါတယ်။ဒါကြောင့်မို့လို့လူအချို့ကမိန်းမရှာလို့ပြောတဲ့အခါမှာကျွန်တော်ဖယားသခင်ကကျွန်တော်အချောက်တွေပေါ့နော်တနည်းအားဖြင့်လိင်တူချင်းချစ်ကြိုက်တဲ့သူတွေ LGBT တွေကိုလက်ခံတယ်လို့ကျွန်တော်တချို့ကထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့ဒီကျမ်းချက်ကိုတီချာလေ့လာကြည့်လိုက်တဲ့အခါမှာဒီကျမ်းချက်ကအဲ့လိုဆိုလိုထားတာမဟုတ်ပါဘူး။ကျွန်တော်တို့ဒီကျမ်းချက်ဒီမိန်းမရှာဆိုတဲ့စလုံးကိုလည်းကျွန်တော်တို့ဂရိဘာသာအထိကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါမှာဒီဆိုလိုရင်းကိုဆိုလိုထားတာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီတော့ကျွန်တော်မတွားပေးပါဘူးနော်။ဒါဒီလိုရေးထားတာကမြန်မာကျမ်းစာဆရာကြီးတန်ရဲ့ version မှာရေးထားတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာဆမ်မီအခုခေတ်နောက်ပိုင်းအသုံးပြုတဲ့ခေတ်ပေါ်မြန်မာစကားအသုံးအနှုန်းနဲ့ရေးထားတဲ့ကျမ်းစာဖြစ်တဲ့မြန်မာဆမ်မီကျမ်းစာမှာတော့ဒီလိုရေးထားပါတယ်မြန်မာဆမ်မီမှာတော့အမိဝမ်းတွင်းကပဲအိမ်တော်လူနိုင်ဆိုမှရှိရတဲ့သူများလည်းရှိကြတယ်လူတို့ကြောင့်အိမ်တော်ပြုနိုင်ဆောင်ဆွန့်လွတ်ရတဲ့သူများလည်းရှိကြတယ်ကောင်းကင်နိုင်ငံဖို့ကိုယ်တိုင်းဆွန့်လွတ်တဲ့လူနော်တနည်းအားဖြင့်ကိုယ်တိုင်းအိမ်ထောင်ပြုနိုင်ဆောင်ကိုဆွန့်လွတ်တဲ့သူများလည်းရှိကြတယ်လို့ရေးထားတာဖြစ်ပါတယ်ပထမတစ်ချက်ပေါ့နော်အမိဝမ်းတွင်းကလေးကနေအိမ်ထောင်ပြုနိုင်စွမ်းမရှိတဲ့သူဆိုတာကြတော့တကယ်မွေးလာကြတဲ့နေအင်္ဂါချို့ယွန်းနေတဲ့သူတို့ကိုပြောတာဖြစ်ပါတယ်ဒုတိယတစ်ချက်ဖြစ်တဲ့လူပတ်ဝန်းကျင်ကဆုံးမတဲ့အတဲ့ကြောင့်မို့လို့မိမိရှာဖြစ်တဲ့တနည်းအားဖြင့်အိမ်ထောင်ပြုနိုင်စွမ်းကိုဆွတ်လွတ်လိုက်ရတဲ့သူတွေကဆုံးရှုံးလိုက်ရတဲ့သူတွေကတနည်းအားဖြင့်အရင်ခေတ်တုန်းကဆိုရင်ပေါ့သူကမိန်းမဆိုးတွေရှိတယ်အိမ်ထောင်ပြုနိုင်စွမ်းမရှိတော့တဲ့သူတွေဒါမျိုးအခြေအနေကြောင့်အိမ်ထောင်ပြုနိုင်စွမ်းမရှိတော့တဲ့သူတွေရှိတယ်ဒီຢာတွေကိုဆိုလိုတာဖြစ်တယ်နောက်ဆုံးချက်ဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ဖို့လုံကကိုဆုံးမပြီးတော့အိမ်ထောင်ပြုခြင်းဆွတ်လွတ်တဲ့ဒီလူတွေကကြတော့ဘုရားသခင်နိုင်ငံတော်အဖို့လုံကဘုရားသခင်အမှုတော်မြတ်ထဲမှာသူတို့လွတ်လပ်သူတို့ရဲ့တဘောတစ်ခုလုံးကိုပေးဆက်ပြီးတော့ဘုရားသခင်အမှုတော်မြတ်မှာပါဝင်တဲ့သူတွေကိုပြောတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တမန်တော်တွေကိုပြောတာတနည်းအားဖြင့်ကြည့်လို့ရပါတယ်သူတို့ကမိမမြူကြောက်ဖို့တချို့တမန်တော်တွေပေါ့နော်တချို့တမန်တော်တွေဆိုမိမမြူကြောက်ဘုရားသခင်အမှုတော်မြတ်မှာပဲလုံးဝသူတို့ရဲ့အဘွားတစ်ခုလုံးဆက်ကပ်ပြီးတော့အလုပ်လုပ်သွားတဲ့သူတွေပြောတာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကျမ်းချက်လေးကိုလွယ်မအောင်ကျွန်တော်မခံယူစေချင်ဘူးဒီနေ့ဒီကျမ်းချက်မိန်းမရှာဆိုတဲ့ကျမ်းချက်ကလည်းအချောက်တွေကိုပြောတာမဟုတ်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့လိင်တူချစ်သူတွေကိုအားပေးတဲ့ကျမ်းချက်လည်းမဟုတ်ပါဘူးလို့ဒီကျမ်းချက်ကိုအမှန်တကယ်လေ့လာကြည့်လိုက်မယ်ဆိုရင်အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့ကျမ်းချက်ဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ရဲ့အသင်းတော်တွေကရော LGBT နဲ့ပတ်သက်ပြီးတော့ဘယ်လိုဆက်ဆံမှာလဲဘယ်လိုလှုပ်ဆောင်မလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်မနိုင်ပြောလို့ရှိရင်ကျွန်တော်လွန်ခဲ့တဲ့အချိန်တွေတော့ကျွန်တော်ကိုယ်တိုင်လည်း LGBT နဲ့ပတ်သက်ပြီးတော့အင်မတန်မှမကြိုက်တဲ့အရာတွေရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့
မှန်တိုင်းအတကယ်တမ်းပြောရမယ်ဆိုရင်နှုတ်ကပတ်တော်ကိုလေ့လာကြည့်တဲ့အခါမှာဘုရားသခင်ယေရှုခရစ်တော်ရဲ့ဒီလောကကိုဆင်းကြွလာပြီးတော့အသေးခံခြင်းဟာထူထူအတွက်လည်းပါပါတယ်ယေရှုခရစ်တော်သူတို့ပြောပြပါတယ်ငါဒီလောကကိုဆင်းကြွလာတာလူနာတွေအတွက်ကျင်ဖယ်ခံရတဲ့သူတွေအတွက်တနည်းအားဖြင့်ကျင်ဖယ်ခံရတဲ့လူတွေပယ်ချင်းခံရတဲ့သူတွေထဲမှာလည်း LGBT လည်းပါပါတယ်ဒါကြောင့်မို့ဒီနေ့လိင်တူချစ်သူတွေပေါ်မှာလည်းဘုရားသခင်ကဒီသူတွေပေါ်မှာလည်းဂိူနာတရားထားတာဖြစ်ပါတယ်သူတို့ပေါ်သူတို့ရဲ့အပြစ်ကိုဘုရားသခင်မုန်းတော်ညာလည်းပဲသူတို့ရဲ့အသက်ဝိညာဉ်တွေပေါ်ဘုရားသခင်အင်မတန်မှချစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အတင်းတော်ကနေလို့ဒီလိုမျိုးလိင်တူချစ်သူတွေကိုဆွန့်ပြစ်လိုက်ပြီးတော့ကျင်ဖယ်ထားဖို့မဟုတ်ပဲနဲ့သူတို့ကိုဆွဲခေါ်ပြီးတော့ဘုရားသခင်ရဲ့သူတို့ပေါ်မှာထားတဲ့အလိုတော်တွေနောက်ကဘက်တော်မှာဒီအရာနဲ့ပတ်သက်ပြီးတော့တွင်တင်ဆုံးမထားတဲ့အရာတွေကိုရှင်းတင်ပြသပြီးတော့တွင်တင်ပေးပြီးတော့သူတို့ရဲ့အသက်တာတွေအမှန်တကယ်ပြောင်းလဲခြင်းရှိလာဖို့အတွက်ကျွန်တော်တို့တင်းတော်ကနေလို့တာဝန်ယူလှုပ်ဆောင်ပေးဖို့အတွက်အင်မတန်မှလိုအပ်ပါတယ်ပြီးတော့လူတယောက်ကလည်းကျွန်တော် comment တစ်ခုမှတွေးမိရပါတော့လူတယောက်ကလည်းသူငငယ်ကနေ LGBT ပေါ့ဒါပေမဲ့သူကသူပြောင်းလဲလာဖို့စူးစမ်းတယ်ဘယ်လိုမှမစူးစမ်းနိုင်ဘူးဆုလေတောင်းတယ်တဲ့ကျွန်တော်တို့အမှန်တိုင်းပြောလို့ရှိရင်စူးစမ်းလို့မရအောင်ကျွန်တော်အပြစ်သားတွေကအပြစ်ကလွတ်မြောက်ခွင့်အတွက်မစူးစမ်းနိုင်ဘူးဒါကြောင့်မို့ယေရှုခရစ်တော်ကျွန်တော်အတွက်ဒီလောကကိုဆင်းကြွလာပြီးတော့ကျွန်တော်ရဲ့အပြစ်တွေလောကတိုင်းမှာအသေးခံခဲ့ရဖြစ်ပါတယ်ဒါကြောင့်မို့တင်ကိုယ်တိုင် LGBT ဖြစ်နေလို့ရှိရင်ဘလို့မှအပြောင်းလဲဖို့အတွက်တင်ကိုတင်တတ်နိုင်မှာမဟုတ်ပါဘူးဘုရားသခင်လက်ထဲကိုပဲဆွတ်တောင်းပြီးတော့အနံ့လိုက်ပါဘုရားသခင်ပဲပုံအပ်လိုက်ပါစက်မှန်တဲ့ဘုရားသခင်ကိုပဲခေါ်ပြီးတော့တင်းရဲ့ဘဝသက်တာတွေမှာလက်ခံလိုက်ပါဒါဆိုရင်တင်းရဲ့သက်တာမှာပြောင်းလဲခြင်းတွေကိုမြင်တွေ့ခံစားလိမ့်မယ်လို့ကျွန်တော်ယုံကြည်စွာနဲ့ပြောဆိုနေတယ်ဒီဗီဒီယိုဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်ဆိုတော့အားလုံးပေါ်မှာဘုရားသခင်အထူးကောင်းချီးပေးပါစေ